မိမကြီးကိုမိမစားဖို့ထမင်းချိုင်လာပို့တာကိုတို့တူတူစားကြမယ်လေ လာပြီးယောက်ျားရေမိန်းမယောက်ျားကိုမျှော်နေတာခုမှရောက်လာတော့တယ် မိမမင်းရပင်ပန်းနေပြီလား မပင်ပန်းပါဘူးယောက်ျားရေမိန်းမကယောက်ျားမျက်နှာလေးတာမြင်လိုက်ရရင်ပင်ပန်းမှုတွေပဲရောက်သွားမှန်းတော့မသိတော့ဘူး အဲ့ဒါကြောင့်မိမကိုယောက်ျားကချစ်နေရတာအခုကိုတို့ထမင်းစားကြမယ် ကက်မယ်တရုတ်ဆောင်အရန်ကောင်းတာပဲမိသိန်းရင်နင်တရုတ်ဆောင်တာအကယ်ဒမီရှော့ပဲဒရိုက်တာကြီးကတောင်းနေတရုတ်ဆောင်ချက်တွေကိုချီးကျူးနေတာ တကယ်ပြောတာလားမရေမိသိန်းကမလုံနိုင်ပါကိုအရန်စိုးရိမ်နေတာအရန်ကောင်းတယ်ပြောကြတော့မိသိန်းဘလို့ပြောမှန်းကိုမသိတော့ဘူးဟာ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 ငါနေရာမှာအစားထိုးလိုက်တဲ့မင်းသမီးဆိုလို့လာကြည့်တာဘသူများလဲမှတ်တယ်ငါအိမ်ကအိမ်ပေါ်မှာဖြစ်နေမယ်လို့ထင်တောင်မထင်ထားဘူးဟာဟာဟာဒီမာလီလီအရင်တုန်းကတော့ငါကနေအိမ်ကအိမ်ဖော်ဖြစ်ချင်ဖြစ်လိမ့်မယ်အခုငါကနေအိမ်ကအိမ်ဖော်မဟုတ်တော့ဘူးရုပ်ရှင်မင်းသမီးဖြစ်နေပြီဟာဟာဟာယွန်းစရာကောင်းလိုက်တာဟဲ့နင်းလိုကောင်မကရုပ်ရှင်မင်းသမီးလုပ်မယ်တဲ့လားဟာဟာဟာ နင်အဲ့လိုတော့မပြောသင့်ပါဘူးလီလီရဲ့အိမ်ပေါ်မကရုပ်ရှင်မင်းသမီးမဖြစ်ရတော့ဘူးတဲ့လားဒါနင်တက်တက်မနာလို့တာပဲ ငါလိုစူပါစတားတယောက်ကဘာလို့မနာလို့ဖြစ်ရမှာလဲဒါပေမဲ့လီလီကိုတယောက်မှကြော်တက်ဖို့မစင်စားနဲ့နင်လဲငါကိုကြော်တက်နိုင်ရင်တက်လိုက်လေနင်လဲတေချာစောင့်ကြည့်ထားငါနင်းကိုမရရအောင်ကြော်တက်ပြမယ်